မိုင်ဆော့ပစ်တန်လုံးမင်္ဂလာပါမနေ့ကရာသီကျွန်တော်ယူရိုပါလိဂ်ဖလားကိုလည်းရရှိထားပြီးတော့ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း16သင်းအဆင့်ကိုတက်လန်းထားနိုင်တဲ့တော်တမ်ဟော့စပါတင်းရဲ့ပြီးမြလိဂ်ရလက်တွေကတော့မယုံနိုင်စရာကောင်းတဲ့အခြေအနေမှာရှိနေတာလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ရာသီကလည်းကျွန်တော်ပြီးမြလိဂ်မှာရလက်တွေဆိုးရွားခဲ့တယ်ဆိုပေမဲ့လည်းဒီရာသီကတော့ပို့ပြီးတော့ဆိုးရွားတဲ့အခြေအနေမျိုးနဲ့ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်ပြီးမြလိဂ်ပြိုင်ပွဲမှာကျွန်တော်9ပွဲဇက်တိုက်အရေးနှိပ်ထားခဲ့ပြီးတော့17ပွဲဇက်တိုက်နိုင်ပွဲမရရှိသေးတဲ့အခြေအနေမျိုးကိုလည်းရင်ဆိုင်နေရတာလည်းဖြစ်တယ်ဒီအခြေအနေတွေကတော့ကျွန်တော်စပါတင်အတွက်ကတော့မဖြစ်တဲ့အခြေအနေမျိုးတွေဖြစ်နေပြီးတော့အခုချိန်မှာဆိုလို့ရှိရင်တော့တန်းဆင်းရမယ့်အခြေအနေအထိကိုစိုးရိမ်စရာဖြစ်လာတာလည်းဖြစ်ပါတယ်2026ခုနှစ်ထဲမှာကစားခဲ့တဲ့ပြီးမြလိဂ်ပြိုင်ပွဲတွေထဲမှာလုံးဝနိုင်ပွဲမရရှိသေးတဲ့အခြေအနေကိုရင်ဆိုင်နေရတာဖြစ်ပြီးတော့ပြီးမြလိဂ်ပွဲစဉ်29ပွဲကစားပြီးတဲ့အချိန်မှာအဆင့်16မှာရပ်တည်နေရတာလည်းဖြစ်ပါတယ်စပါတင်ကတန်းဆင်းဆောင်အသင်း18နေရာကဝဟန်အသင်းနဲ့ရမှတ်တက်မှတ်ပဲကွာဟတဲ့အခြေအနေမျိုးကိုရောက်ရှိနေရလဲဖြစ်ပြီးတော့လာမယ့်ပွဲစဉ်မှာသာအခြေအနေဆိုးရွားခဲ့မယ်ဆိုလို့ရှိရင်တော့တန်းဆင်းဆောင်တွေကိုကြားရောက်သွားမယ့်အခြေအနေမျိုးကိုရင်ဆိုင်နေရတာလည်းဖြစ်တယ်စပါတင်အနေနဲ့အရင်တုန်းကကျွန်တော်1989ခုနှစ်တုန်းကတန်းဆင်းခဲ့ရတာဖြစ်ပြီးတော့နောက်ထပ်နှစ်ပေါင်း90အကြာမှာထပ်ပြီးတော့တန်းဆင်းသွားနိုင်မလားဆိုတော့မေးခွန်းတွေကလည်းအခုချိန်မှာအများပြားထွက်ပေါ်နေရပါစပါတင်ဒီယာဒီရလက်နေတဲ့ဆိုးရွားနေတဲ့အကြောင်းရင်းတွေထဲမှာတော့ကျွန်တော်တို့ကုဒက်အပါဝင်အဓိကကစားသမားအများအပြားဒဏ်ရာပြဿနာရင်ဆိုင်နေရတယ်လို့အသင်းကောင်းဆောင်ရိုမယ်ရိုကလည်းမှားယွင်းမှုတွေပြုလုပ်နေတဲ့အခြေအနေမျိုးတွေရင်ဆိုင်နေရတာလည်းဖြစ်တယ်။ဒါ့အပြင်တိုက်စစ်ပိုင်းကလည်းဂိုးရရှိဖို့အတွက်ခက်ခဲနေတဲ့အခြေအနေမျိုးတွေကိုရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။နောက်ထပ်ကြန့်ရှိတဲ့ပြီးမြလိဂ်6ပွဲမှာသာရလက်တွေကောင်းမွန်မှသာပြီးမြလိဂ်မှာဆက်ပြီးတော့တင်ကြံနေခဲ့မှာလည်းဖြစ်ပါတယ်။ဒါဆိုရင်စပါတင်ပြီးမြလိဂ်ရဲ့လက်ကျန်ပွဲစဉ်တွေကဘယ်အသင်းနဲ့တွေ့ဆုံရမလဲဆိုတာကိုပြောပြပေးခြင်းနဲ့ကျွန်တော်တို့စပါတင်ကဒီ6ပွဲမှာလီဗာပူး နော်တင်ဟမ်ဖော်ရက်ဆန်ဒါလန်ဘရိုက်တန်ဝူအက်စတွန်ဗီလာလီချက်စီနဲ့အဲဗာတန်အသင်းတို့နဲ့ရှင်ပြိုင်သွားရမှာလည်းဖြစ်ပါတယ်။အိမ်ကွင်းမှာကစားရမယ်ကျွန်တော်တို့နော်တင်ဟမ်ဖော်ရက်ဘရိုက်တန်လီအဲဗာတန်အသင်းတို့နဲ့ပွဲစဉ်မှာတေချာပေါက်အမှတ်ပြည့်ရယူနိုင်မှုအတွက်စ조사ရမှာဖြစ်ပြီးတော့အဝေးကွင်းမှာကစားရမယ်ပွဲစဉ်တွေကဝူဆန်ဒါလန်အသင်းတို့နဲ့ပွဲစဉ်မှာလည်းမဖြစ်မနေအမှတ်ရရှိအောင်စွမ်းဆောင်ထားနိုင်ဖို့တော့လိုအပ်နေတဲ့အခြေအနေမျိုးပါလီဗာပူးဗီလာချက်စီအသင်းတို့နဲ့ဝေးကွင်းပွဲစဉ်တွေကတော့စပါအသင်းတို့တော့ခက်ခဲနိုင်မှာဖြစ်တယ်ဆိုပေမဲ့လည်းရနိုင်တဲ့လောက်အမှတ်တွေရရှိထားဖို့တော့လိုအပ်နေပါတယ်လီဗာပူးဗီလာချက်စီအသင်းတို့နဲ့ပွဲစဉ်မှာတော့စပါအသင်းအနေနဲ့အမှတ်တွေရနိုင်တဲ့လောက်ရရှိအောင်စွမ်းဆောင်ထားနိုင်ဖို့တော့လိုအပ်တယ်စပါအသင်းအနေနဲ့တေချာပေါက်အနိုင်ရရှိမဲ့ပွဲစဉ်တွေမှာအမှတ်ပြည့်ရရှိအောင်စွမ်းဆောင်ရမှာဖြစ်ပြီးတော့ရမှတ်တွေရနိုင်တဲ့လောက်စုဆောင်းသွားနိုင်မယ်ဆိုလို့ရှိရင်တော့ပြီးမြလိမ့်မှာဆက်ပြီးတော့ကြန့်ရှိနေဦးမှာလည်းဖြစ်တယ်အဓိကကတော့စပါတင်ကစားသမားတွေရဲ့စိတ်အားထက်သန်မှုပါသူတို့ကစားသမားတွေကစိတ်ပိုင်းဖြတ်ပြီးတော့တည်တည်ချာချာကစားသွားမယ်ဆိုလို့ရှိရင်တော့ပြီးမြလိမ့်မှာဆက်ပြီးတော့ကြန့်ရှိနေဦးမယ်လို့တော့ထင်မြင်မိပါတယ်